တားဖြစ်သူကအဖျား40ဒီဂရီရှိနေပေမဲ့ကြောင်းသွားမယ်လို့စွပြောနေပါတယ်ဒါကိုမြင်တော့အဖေလို့သူကသူ့သားလည်းအတိတ်ကပြန်မွေးဖွားလာမှန်းသိလိုက်ပါတော့တယ်အရင်ဘဝတုန်းကတားကိုစေကမ်းပြခဲ့လို့တထေးမကကြောင်းလာပြီးတားရှာတဲ့အချိန်နဲ့လွဲခဲ့ပူးပါတယ်နောက်မှတားကလက်မှာအမတ်ပါတဲ့ကလေးကိုတထေးမလိုက်ရှာနေမှန်းဆရာမစီကတီးခဲ့ရတာပါအဲ့ဒီတော့မှတထေးမကသူ့အမေရင်းမှန်းသိပြီးဆင်းရဲတဲ့အဖေနဲ့နေရလို့အဖေကိုအပြစ်တင်ခဲ့ပါတယ်တားမသိတာကအဖေဟာသူ့ကိုကာကွယ်ပေးခြင်းလို့ပါတထေးမကမိလောင်ထားတဲ့တားငယ်အတွက်အရေးပြားလှူခိုင်းခြင်းလို့လာရှာတာဖြစ်ပါတယ်အမှန်တရားမသိတဲ့တားကအဖေကိုမုန်းပြီးအသက်ကယ်ဆေးလူယူသွားလို့အဖေတေဆုံးခဲ့ရပါတယ်အဖေလို့သူပြန်လို့လာတော့အတိတ်ကိုပြန်ရောက်နေတာပါဒီတခါတော့တားကကြောင်းသွားမယ်လို့မတားတော့ပါဘူးကြောင်းရောက်တော့တားကတထေးမသူ့ကိုလာရှာမယ်ဆိုပြီးကြွားပါတယ်အဲ့ဒီအချိန်ကြောင်းအုပ်ကြီးရောက်လာပြီးလက်ကအမှတ်ကိုမြင်သွားပါတယ်မျိုးရိုးဗီဇစစ်ဆေးလိုက်တော့တထေးမရဲ့တားရင်မှန်းတေချာသွားပါတယ်တထေးမကခေါ်သွားမယ်လို့တော့ချမ်းသာတော့မယ်ဆိုပြီးတားကပြောနေပါတယ်နေ့လေကြတော့တထေးမကအဖေလို့သူကိုတားနဲ့အဆက်ဖြတ်ဖို့ဒေါ်လာ9သိန်းပေးပါတယ်ဒါပေမဲ့အဖေကဒေါ်လာ2တန်းတောင်းလိုက်လို့တထေးမသဘောတူလိုက်ပါတယ်အဖေကသူ့ကိုချစ်တယ်ထင်ထားပေမဲ့ပတ်စံယူပြီးစာချုပ်လက်မှတ်ထိုးလိုက်လို့တားကရှုပ်ထွေးသွားပါတယ်တားကနောက်တမရနဲ့လို့ပြောပေမဲ့တကယ်ပေးဆက်ရမှာကသူ့ကိုယ်တိုင်ဖြစ်နေပါတယ်ကားပေါ်ရောက်တော့ပက်တီစီထားတဲ့လူတယောက်ကိုတွေ့ရပါတယ်ကားတိုင်းမှုကြောင့်တကိုယ်လုံးမီးလောင်ထားတဲ့မောင်လေးပါလို့တထေးမကပြောပြပါတယ်အိမ်ရောက်တော့ပထွေးနဲ့မိတ်ဆက်ပေးပါတယ်ပထွေးကအသားရည်ကောင်းမကောင်းမေးပါတယ်အဝတ်စားတွေအလှကုန်တွေပေးပြီးညစာစားပွဲလုပ်ပေးမယ်ဆိုလို့တားကအရန်ပျော်နေပါတယ်ဆင်းရဲတဲ့အဖေနဲ့လွတ်ပြီးဆိုပြီးဝမ်းတာနေတာပါအခန်းရောက်တော့ပထွေးရဲ့တက်ပလက်ကိုမတော်တဆတွေ့သွားပါတယ်မောင်လေးအတွက်အရေးပြားစားထိုးဖို့စီစဉ်ထားတာတွေ့လိုက်ရပါတယ်အလူရှင်အတွက်ဒေါ်လာ2တန်းတောင်သုံးထားတယ်လို့တထေးမပြောတာကြားလိုက်ရပါတယ်ဒီတော့မှတားဖြစ်သူလဲတခုခုလွဲနေပြီဆိုတာရိပ်မိသွားပါတော့တယ်